သူ့မျက်လုံးထဲကမျက်ရည်တစ်စက်ဟာတဲ့အတွက်ဆိုရင်ဒါဟာကဘာပေါ်မှာအလှပဆုံးနဲ့အစစ်မှန်ဆုံးအရာတစ်ခုဆိုတာတင်သိပါသလားအမျိုးသားများစုဟာယောက်ျားဆိုတာမငိုရဘူးငိုတာဟာအားနေတာဆိုတဲ့စကားတွေကြားမှာကြီးပြင်းကြရတာပါသူတို့အတွက်တော့နာကျင်မှုကိုအံ့ကြခံတာဟာခွန်အားလိုအမြဲအတင်ပေးခံခဲ့ရတာပဲတွေးထွက်တန်ယိုခစ်တာကိုတော့ပြုံးပြနိုင်ပြီမယ်မျက်ရည်ကျဖို့ကြတော့သူတို့မာနတွေကခွင့်မပြုခဲ့ကြဘူးလေဒါကြောင့်တင်းရှေ့မှာအမျိုးသားတယောက်မျက်ရည်ကျလာပြီဆိုရင်ဒါဟာတာမန်ဝမ်းနည်းမှုတစ်ခုမဟုတ်ပါဘူးသူဟာတင့်ကိုအယိုးထဲကနေစိမ့်ထွက်လာတဲ့အထိအစ်စ်မှန်ချစ်နေလို့ပါပဲအဲ့ဒီမျက်ရည်တွေထဲမှာသူ့ရဲ့ဂုဏ်သိက္ခာတွေသူ့ရဲ့မာနတွေနဲ့သူ့ရဲ့နှလုံးသားတစ်ခုလုံးကိုပုံအောပေးလိုက်တာပါတင်းကိုမထွက်သွားဖို့တောင်းပန်ရင်မျက်ရည်ကျနေတဲ့အမျိုးသားတယောက်ရှိနေတယ်သူ့ကိုလွယ်လွယ်နဲ့လက်မလွတ်လိုက်ပါနဲ့သူဟာတင်းအတလက်ဆိုရင်သူ့ရဲ့မာနဒဏ်တိုင်တွေကိုဖြိုချပြီးအားနည်းချက်တွေကိုပါထုတ်ပြဖို့အစဉ်သင့်ဖြစ်နေတဲ့သူမို့လို့ပါတင်းဘဝမှာတော့တင်းအတလက်တကယ်မျက်ရည်ကျပေးခဲ့တဲ့အမျိုးသားတယောက်ရှိဘူးပါသလားကွန်မန့်မှာပြောပြပေးခဲ့ပါဦးဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေထပ်ကြည့်ဖို့ follow လုပ်ထားဖို့မမေ့နဲ့ဦးနော်